AI model အသစ်တစ်ခုထွက်လာတိုင်းဒီ AI model ကိုငါမသုံးရပဲငါနောက်ကျသွားပြီလို့ခင်ဗျားတို့တွေးဘူးလားတကယ်တော့ကျွန်တော်တို့ test logger မှာနောက်ကျတာပြဿနာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီຢာတွေကိုဘာမှလိုက်ပြီးတော့မလေ့လာတော့မှပြဿနာပဲအခုနောက်ပိုင်းကျွန်တော်တို့ AI အသစ်တွေ software အသစ်တွေနည်းပညာနဲ့ပတ်သက်တဲ့ဟာတွေကကျွန်တော်နေ့တိုင်းလို့မှာ update ဖြစ်နေရပါတော့ကျွန်တော်တို့တရက်မကြည့်တော့ရင်ကိုက test logger မှာအများကြီးကြံခဲ့လို့တော့ခံစားရတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမခံစားဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော် test run နေတဲ့နောက်ကိုအမိနိုင်နိုင်မှုကျွန်တော်ကျင့်သုံးနေညီရန်သုံးခုရှိတယ်အဲ့ဒီသုံးခုတွေကနောက်ဆုံးတစ်ခုကအရေးကြီးဆုံးဆိုတော့ခင်ဗျားတို့သိသွားလိမ့်မယ်နော်အရင်တော့ကတော့ကျွန်တော်လည်းလူတော်များများလိုပဲ Facebook ဖွင့်မယ် YouTube ဖွင့်မယ် AI တစ်ထွက်ပြီဆိုရင်တော့တွေ့မယ်စေ့ထားမယ်နောက်မှလုပ်မယ်ဆိုရင်ကျွန်တော်မကြည့်ပြတော့ဘူးပေါ့နော်နောက်မှလုပ်မယ်ဆိုတာနဲ့ကျွန်တော်မကြည့်ပြတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်သဘောပေါက်သွားတာတခုရှိတယ်ကျွန်တော်တို့က test နောက်ကိုလိုက်တယ်ဆိုတာကျွန်တော်တို့အကုန်လုံးသိဖို့တော့မဟုတ်ဘူးဒီကိုယ့်အတွက်အရေးကြီးတဲ့ဟာကိုကျွန်တော်တို့ရွေးချယ်ပြီးသိဖို့ပါနော်ဒီမှာပထမနည်းလမ်းတော့ကျွန်တော်တို့ကဒီ information တိုင်းရဲ့လုပ်တယ်လို့ခေါ်တယ်ကျွန်တော်တို့သတင်းတွေအများကြီး live မကြည့်ပဲနဲ့ကျွန်တော်တို့ယုံကြည်ရတဲ့ tab channel တွေ YouTube channel တွေwebsite တွေမှာကျွန်တော်တို့က live လေ့လာမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ information အများကြီးဖြစ်နေတာကျွန်တော်တို့အတိတရားအများကြီးရသွားမှာမဟုတ်ဘူးကျွန်တော်တို့အစာအများကြီးစားထားလို့ရှိရင်ဘိုက်လေးနေတယ်လို့ပေါ့နော်အချက်လက်များပဲမယ်အုံနောက်ကပင်မနေပေါ့ဒုတိယနည်းလမ်းကျတော့ကျွန်တော်တို့အသစ်ထွက်တိုင်းဒီရာကိုကျွန်တော်ကလစ်လူမရှိပဲနဲ့စမ်းကြည့်ကြပါဥပမာ AI 2တစ်ခုထွက်လာလို့ရှိရင်ကျွန်တော်တို့ကဒီကောင်မိနစ်20လောက်ကျွန်တော်တို့ကိုယ်တိုင်ဝင်သုံးကြည့်တာပဲဖြစ်ဖြစ်လက်တွေ့သုံးမှုတဲ့အတွေ့အကြုံကတော့ကျွန်တော်တို့ဗီဒီယိုတွေအများကြီးကြည့်ပြီးနောက်မှလုပ်မယ်ဆိုတာလည်းအများကြီးဟိုပါဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးနည်းလမ်းတော့ကျွန်တော်အကြိုက်ဆုံးပဲပေါ့နော်ကျွန်တော်တို့ကဒီ AI နဲ့ပတ်သက်တဲ့အရာကိုကျွန်တော်နေ့တိုင်းမိနစ်30လောက်ကျွန်တော်မနေ့ကပြောခဲ့လို့ပဲနေ့တိုင်းကိုတည်ကျင်တဲ့အောင်မိနစ်30လောက်လေ့လာပါတော့တရက်နဲ့ AI အများကြီးကိုတည်ဖို့မကြိုးစားပဲဒီနေ့ကျွန်တော်တို့AI နဲ့ပတ်သက်တဲ့ prompt writing တွေprompt engineering တွေ feature အသစ်တွေကျွန်တော်တို့chat နဲ့ပတ်သက်တဲ့automation အကြောင်းတွေကျွန်တော်တို့ cloud တို့ minus တို့ဒါမျိုးတွေပေါ့နော်test logger မှာအောင်မြင်တဲ့သူတွေကလည်းကျွန်တော်တို့ဒီ test နဲ့ပတ်သက်တဲ့အခုပတ်သက်ပြီးဂုံသိရလူတွေတော့မဟုတ်ပါဘူးသူတို့ကဒီမပြတ်လေ့လာနေတယ်ဆိုပဲပေါ့နော်ဒါကြောင့် AI နေဘလောက်မြင်မြန်ပြောင်း test logger မှာဘလောက်ပဲချိန်နေမြင်မြန်ပြောင်းကျွန်တော်တို့ကမကြောက်ဘဲနဲ့နေ့တိုင်းနည်းနည်းစီတင်ယူရမယ်လေ့လာရမယ်ပေါ့နော်တရွေ့ရွေ့နဲ့သွားရင်တော့ကျွန်တော်တို့သွားကျင်တဲ့နေရာကိုရောက်မှာပေါ့တနေ့တလန်ပကံပဲရွေ့မလဲဆိုတာပေါ့နော်ဒီလို test channel တွေနဲ့ဒီ technology နဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့ live ပြီးတော့လေ့လာထားမှကျွန်တော်တို့နဲ့ပတ်သက်တဲ့ကျွန်တော်တို့လေ့လာခြင်းနဲ့ကျွန်တော်တို့လှုပ်ရှင်တဲ့အရာတွေကအဆင်ပြေသွားမှာပေါ့နော်ခင်ဗျားတို့လည်းဘယ်လို AI တွေကိုသုံးချနေလဲဘယ်လို test နဲ့ပတ်သက်တဲ့အရာတွေဘာတွေလုပ်နေလဲ video editing လား script writing လား content creation လားဒါမျိုးပေါ့နော်ခင်ဗျားတို့comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရောဘယ် AI အနေနဲ့ပတ်သက်ပြီးနောက်ကျနေကြလဲခင်ဗျားတို့သိရတဲ့အရာရှိလို့ရှိရင်မျှဝေသွားလို့ရပါတယ်ကျွန်တော်သုံးတဲ့ဒီနည်းလမ်းကိုလိုက်သုံးကြည့်ပါခင်ဗျားတို့ test နဲ့ပတ်သက်ပြီးတော့တိကျွမ်းနားတဲ့လူတယောက်ဖြစ်လာပါလိမ့်မယ်ကျွန်တော်ကအမှတ်ခံပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအဲ့လိုကျေးဇူးများတင်ပါတယ်